ခင်ဗျားတို့ပြောနေတယ်ကလားမဟုတ်ဘူးကျုပ်မှလူမျိုးရေးခွဲခြားတဲ့ဝါဒကျုပ်မှမရှိဘူးလူဟာလူပဲဟုတ်ပြီနော်လူထဲမှာဗမာလည်းမကောင်းတဲ့လူရှိတယ်လူကောင်းတဲ့လူလည်းရှိမွန်လည်းကောင်းတဲ့လူရှိတယ်လို့မကောင်းတဲ့လူရှိကရင်လည်းလူမျိုးနဲ့မဆိုင်ဘူးလူမျိုးကိုထိခိုက်ပြီးမပြောအပ်ဘူးမှတ်ထားဘာသာမှလည်းဒီတိုင်းပဲသူ့ဘာသာအလိုက်အယူမှန်စွာကျင့်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့အယူမှားနေတဲ့ပုဂ္ဂိုလ်တွေနင့်ဗုဒ္ဓဘာသာကိုဘယ်လောက်တန်ရှင်းလို့တော့ဘောပါလားဘာသာအလိုက်လဲအပြစ်မဖွဲ့ပါနဲ့အရေးကြီးတာကိုယ်အယူဝါဒစင်ကြယ်ဖို့အရေးကြီးတယ်ရှင်းပြီနော်ဘသူနဲ့မှယံမဖြစ်တာဗုဒ္ဓဝါဒမှတ်ထားရှင်းလားဗုဒ္ဓဘုရားရှင်ကဘသူနဲ့မှမဖြစ်သူများယံစတိုင်းယံကြတယ်ခင်ဗျားတို့ရှိပါတယ်ဟိုတုန်းကကလေးကျွတ်တို့အမြဲတမ်းဆုံးမနေရတဲ့စကားကိုယ်တိုင်လည်းငယ်ငယ်ဟုတ်တယ်လို့ထင်တာသင်ကောင်းလျင်ဟောမင်းဆိုရင်ငါဆိုဖို့အစဉ်သင့်ပဲအဲ့ဒါသူတော်ကောင်းစကားလားသူမိုက်စကားလားရောင်းပြန်လာလိုက်ရင်စိန်ခေါ်တာဟဲ့အောင်ဘလောက်မိုက်လဲထွက်ခဲ့ရှင်းလားအဲ့ဒါကိုသူတော်ကောင်းစကားလုပ်ပြီးသုံးတယ်သင်ကောင်းလျင်ကျွန်တော်မဆိုပါအမှန်ကသင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်ကောင်းအောင်ကြိုးစားပြီရှင်းလားသူများကောင်းမှသာကောင်းမယ်ဆိုမင်းတို့ဘယ်တော့မှမကောင်းနဲ့ဒီထဲကကိုမထွက်နဲ့တော့ပါလားရှင်းတယ်နော်အဲ့တော့အဘိဓါဗျာပါဒသူတစ်ပါးကိုဖျက်